အားလုံးပဲမင်္ဂလာပါရှင် The Second Myanmar International Auto Expo 2026မှာအမိုက်စား EV နည်းပညာတွေနဲ့အတူ SCT EVT Mobile ပြခန်းကြီးရောက်ရှိလာပါပြီရှင်။ကားချစ်သူတွေနဲ့နည်းပညာအသစ်စမ်းတွေကြိုက်သူတွေလုံးဝမလွတ်တမ်းလာခဲ့ရမယ့်ပွဲကြီးပါနော်။ SCT EVT Mobile Bush နံပါတ် BO2 မှာဘာတွေစောင့်ကြိုနေမလဲ။ EV Commercial လူချင်းမင်းတို့စီကစီစားများတဲ့ကားသုံးမဲ့ Hijet ဆိုင်ကယ်စပိန်တွေကိုဘက်ထရီနဲ့မော်တာအသုံးပြုပြီးအမိုက်စားလျက်စစ်ကား EV အဖြစ်ဘယ်လိုပြောင်းလဲပေးလဲဆိုတာကိုအပြစ်မှလက်တွေ့လေ့လာလို့ရမှာပါ။ Solar on charging system အိမ်မာတွေနေအောင်ကြည်စွမ်းရင်သုံးပြီးဇရဲ့အသက်တာဆုံးနဲ့ Mini EV ကို smart ကြအသွင်းမဲ့စနစ် EV workshop and battery repair တက်တန်းကြာဘက်ထရီတွေကိုပြန်လည်ကောင်းမွန်အောင်ပြုပြင်ပေးတဲ့ဝန်ဆောင်မှု EV maintenance EV ပြောင်းလဲရုံနဲ့မဟုတ်ပဲရရှိစိတ်ချရအောင်စနစ်တကျဘယ်လို maintain လုပ်ရမလဲဆိုတဲ့အပိုင်းတွေနောက်ချပြီးနောက်ပိုင်းစိတ်ချမဲ့ after sale maintenance service တွေအကြောင်းကိုကျွမ်းကျင်ပညာရှင်များကိုယ်တိုင်ရှင်းလင်းပြသပေးသွားမှာပါ EV knowledge EV နဲ့ပတ်သက်ရင်သိထားခြင်းနဲ့အပေါ်အံဘုဒ္ဓတွေကိုလိုရင်းတူရှင်းနားလည်လွယ်ဆုံးချပြပေးသွားမှာပါဇူလိုင်လ19ရက်နေ့မှ19ရက်နေ့ထိ YCC ရန်ကုန် Commercial Center မှာနည်းပညာသစ်တွေကိုမြဝတင်နေကြည့်ရှုဖို့ SCT EVT Mobile ရဲ့ Bush နံပါတ် BO2 ကိုအယောင်လန်းခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရရှင် SCT Reliable Solar Solutions Sustainable Clean Energy